ဒီနေ့မှာတော့မင်းတို့စောင့်ရမ်းယူမှာ run နေရှုံးနေကြတယ်မလားဒါဆိုရင်လုံးဝမတနာအောင်ဒီနီးလန်းကိုစမ်းပြီးတော့တုံးကြည့်လိုက်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဂျုတ်ကီပါဒီနေ့မှာတော့ brother တို့ကို solo ဘယ်လိုဆော့ပြီး run နေတင်ရမလဲဆိုတာကျွန်တော်ပြောပြပေးမယ်ကျွန်တော်ဒီနီးလန်းကိုတုံးလာတာဆိုရင်တော့ဖြည့် season တော်တော်များများမှာတုံးလာတာပါဒီနီးလန်းကိုဆော့ပြီးတော့လေကိုလိုရှင်တဲ့ run တွေကိုရောက်တယ်ပြီးတော့ MMR တွေကိုလည်း share ယူမှာတင်ထားတယ်ကွာတချို့ brother တွေကပြောကြမယ်မင်းကငါတို့ကိုကျင်းထဲနေတာပါဆိုပြီးတော့တကယ်တမ်းတော့ကျင်းထဲနေတာမဟုတ်ပါဘူးအမှန်တကယ်ပြောနေတာပါဒီမှာဆိုရင် run တွေကို share ယူမှာနိုင်တာဘလူးဆော့ထားလဲဆိုရင်တော့ဥပမာအနေနဲ့ဒီပွဲမှာပဲကြည့်လိုက် enemy တင်းဘက်မှာပါလာတဲ့ lucky minotaur လေးကကောင်းတယ်ဗျာပြီးတော့သူ့ရဲ့ play style ကိုလည်းကျွန်တော်သိတယ်အဲတော့နောက်ပွဲကျရင်ဒီဘဲကိုပြန်ပြီးတော့ find မယ်ဘာလို့လဲဆိုတော့သူ့ရဲ့ play style ကိုကျွန်တော်သိရဖြစ်တဲ့အတွက် enemy တင်းဘက်မှာပါလာရင်လည်းကိစ္စမရှိဘူးကိုဘက်မှာပါလာခဲ့ရင်လည်းဒီ brother တော်တော်ကောင်းတာဖြစ်တဲ့အတွက်ပွဲကိုတော်တော်ကြီးကိုအနိုင်ရရှိနှုန်းများအောင်လုပ်ပေးနိုင်တယ်ကွာအဲတော့ကျွန်တော်ကပြန်ပြီးတော့ find လိုက်တာကျွန်တော်ဘက်မှာတကယ်ကြီးပြန်ပြီးတော့ပါလာတယ်ဗျာအဲပွဲတော့လွယ်လွယ်ကူကူလေးနဲ့ပဲနိုင်သွားခဲ့တယ်ပေါ့ဗျာတခုတီးထားရမှာ enemy တင်ဘက်အကောင်တွေကိုကောင်းတာမထုတ်နိုင်ပဲနဲ့ပြန်ပြီးတော့မဖိုင်းပါနဲ့ဘာလို့လဲဆိုတော့ကိုဘက်ကပါလာရင်ကိစ္စမရှိဘူးဆိုပေမဲ့ဟိုဘက်ကပါလာရင်တော့ကိုကခွေးဖြစ်မဲ့နေသားမှရှိပါတယ်ဒီနီးလန်းကိုစော့မယ်ဆိုရင်တော့ကောင်းတာထုတ်နိုင်မှပဲစော့ပါကောင်းတာမထုတ်နိုင်တော့လုံးဝပြန်ပြီးတော့မဖိုင်းမိပါစေနဲ့အဲ့တော့ကျွန်တော်ပြန်ပြီးတော့ find ထားတဲ့ပွဲလေးကို brother တို့ပဲတစ်ချက်လောက်ကြည့်ကြည့်လိုက်ဒီမှာဆိုရင်ခဏပွဲက Asia ကမတ်စမန်းဗျာဒီပွဲမှာလည်းသူကမတ်စမန်းပဲသူ့ရဲ့ play style ကိုကျွန်တော်တီးတော့ဒီပွဲမှာတော်တော်ကြီးကိုကောင်းတာရလွယ်တယ်ဗျာကိုဘက်မှာပါလာတဲ့သူတွေကလည်းတော်တော်ကြီးကိုကောင်းတာဖြစ်တဲ့အတွက်တော်တော်ကြီးကိုမယုံလိုက်ရဘူးဗျာဒီမှာပဲကြည့်ကြည့်လိုက်ဒီမှာဆိုရင်ကျွန်တော်တာဝါခိုးနေတာကိုဘက်အကောင်တွေကလည်း mid lane မှာ share ယူမှာဖုတ်ချင်နေတာပေါ့နော်ဒီမှာဆိုရင် Isma စပယ်တွေပါဝင်ပြီးတော့စားထားပြီးတယ်အချင်းနေလေးကတော့တော်တော်ကြီးကောင်းတယ်လို့ပြောလို့ရတယ် Isma ဝင်သွားပြီဆိုတော့စပီယာလေးကိုလမ်းပြီးတော့ထောက်ထားတဲ့အခြေအနေလေးတစ်ချက်ကြည့်နေရပါတော့ဝင်လို့ရပြီဆိုရင်ဝင်တယ်ဘလာတွေအဲ့ဒီခင်းတော့ပဲကြည့်ကြည့်လိုက် brother တို့ဒီမှာဆိုရင် flavor လေးနဲ့ Asia တကွဲပြလိုက်ပြီပေါ့နော်အဓိကအများကြီးမလို့ကောင်တာဟီရိုတွေပါထုတ်ဖို့မလို့အဓိကကိုကဟီရိုတကောင်ကျွမ်းကျွမ်းချင်းချင်းကင်တက်တယ်စောင့်ရန်ကျန်နေဆိုရင်ကွာ run တွေပါတင်ရလုံးဝလွယ်တယ်လို့ပြောချင်တာဗျာအဲ့တော့ဒီနီလန်းလေးကိုဆော့ပြီးတော့ run တွေပါတက်ကြပါစေလိုချင်တဲ့ run တွေလည်းရကြပါစေလို့ဆုတောင်းပေးလိုက်တယ်ဗျာ